မင်္ဂလာပါရှင်ဒီနေ့တော့ညီမတို့တောရွာစတိုင်ဝတ်သားချိုခြင်းအရသာရှိရှိလေးချက်ပြသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးလိုအပ်တဲ့ပစ္စည်းလေးတွေကတော့ဝတ်သားနာနတ်သီးတခွားသီးခရမ်းကျင်သီးနဲ့ကြက်သွန်နီတို့ပဲဖြစ်ပါတယ်ရှင်ဝတ်သားကိုအသားနဲ့အစီမျှတတာလေးရွေးပြီးရေစင်အောင်အရင်ဆေးထားလိုက်မယ်နော်ဆေးထားတဲ့ဝတ်သားကိုစားပဲငံပြားရည်ပြီးတော့အသားနူးညံ့ဖို့အတွက်ပြောင်းပူးမုံလေးနဲ့နယ်ပြီးနှက်ထားပါမယ်ပြီးရင်တော့အနက်မှုရအောင်အတွက်ဂျင်းနဲ့ကြက်သွန်ဖြူလေးတွေကိုညက်နေအောင်ထောင်းထားပေးပါဦးရှင်ကဲမိဖို့လေးကိုအရင်ပြင်လိုက်လောက်အောင်တောရွာဆိုတော့ထင်းမဲဖို့လေးနဲ့ချက်မှအနက်ကပိုမွှေးတာရှင့်စီပူလာပြီဆိုရင်တော့နှက်ထားတဲ့ဝက်သားလေးတွေကိုအရင်ဆုံးစီပူထိုးပြီးရွှေအိုရောင်တန်းအောင်ကြော်ပေးပါမယ်အသားလေးတွေကြက်ပြီဆိုရင်တော့ပြင်ထားတဲ့အသီးအရွက်တွေနဲ့နာနတ်သီးလေးတွေကိုထည့်ပြီးရောမွေလိုက်မယ်နော်နောက်ဆုံးမှာတော့ချိုကျင် sauce လေးကိုလောင်းထည့်ပြီးအရသာအနေတော်ဖြစ်အောင်ခဏလောက်ထားလိုက်ပါမယ်အခုဆိုရင်တော့အရသာရောအနက်ပါရှယ်ကောင်းတဲ့ဝတ်သားချိုကျင်လေးရပါပြီရှင်အားလုံးပဲအားပေးကြပါဦးနော်Hidana me boldan to kisay na thainop zela le ka page na follow na kay le follow na mek sak in la comment na me bol nop dan zong ki comment thai hi